လေးဘယ်မြို့နယ်လဲမှာအမရပူရမြို့နယ်တယ်အမရပူရမြို့နယ်မှာနော်ဗလီတစ်ခုလုံးပျက်စီးသွားတာပေါ့နော်ဟုတ်ဘာမှမရှိတော့နော်အကုန်လုံးလူရောဘယ်နှဦးလောက်ထိပါလဲမဟုတ်လူကတော့စီးရင်တိကြတော့ခုနကဒီမိတရှင်ပရာဟိတပို့တိခမန်းကြီးရောအမန်းကြီးကျွန်တော်တို့ကတော့90ကျော်လောက်90နဲ့90ကြာဘော်ဒီထုတ်လိုက်လားဟော်လီတွေထုတ်ပြီးသွားထုတ်လိုက်လားဟောဟုတ်မှာပေါ့တဦးတလေကတော့ရှိကောင်းရှိနိုင်တယ်ရှိနေတယ်ပေါ့နော်တေချာတော့အပြည့်စုံမသိဘူးကားတွေပါလေအကုန်ထိသွားတာနော်ကားတွေတော်တော်တိတယ်ကထုတ်သွားတဲ့က3-4စီးပါသေးတယ်ဟုတ်လားဟုတ်ပြီဟုတ်ပြီမှာဟုတ်ပြီနော်โอเคကျွန်တော်လေးအလူငွေလေးလာလူပေးတာပါနော်ဟောကျွန်တော်အလူငွေလေးမောင်လူပဲပတ်စံဆက်နေတယ်ရဒီတိုင်းပြရပါတယ်လိုက်ဟိုโอเคဟိုကျွန်တော်အလူငွေ330တင်းတော့အမှဟိုကျွန်တော်အသက်ဆုံးရှုံးသွားတဲ့လူတွေကိုမောင်မူတို့ပဲကြည့်ပြီးတော့အဆင်ပြေလွှဲလူပေးတယ်မှာပေါ့နော်အလူရှင်တို့တော့လုပ်ပြီနော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကတော့ကိုစားရဖို့ပို့ပြီးပူရမ်းနေနဲ့ဟုတ်ရှင်းပြီးတော့ပါနော်ဟုတ်ကဲ့ပါမောင်နော်ကျေးဇူးနော်